မင်္ဂလာပါကျွန်တော်ဒီနေ့ကဒီ merchant trick လေး update ပေးခြင်းနဲ့ဆိုတော့ merchant trick ကအများကြီး update တာတော့မတွေ့ဘူးပေါ့နော်ဒါပေမဲ့အခုကျွန်တော်လောလောဆယ်ဆယ်ဒီ World Cup သူတို့ကျင်းပတဲ့ဒီဟိုအနေနဲ့ပေါ့နော်သူတို့ဒီတွေ့ရမလားဒီ merchant trick ဖွင့်လိုက်ရင်ဒါလေးပေါ်လာတာပေါ့နော်ဆိုတော့ဒီဟာလေးကသူတို့ဒီနားမှာပဲလုပ်လို့ရမလို့ဘာလို့နဲ့တကယ်တော့ဘာမှလုပ်လို့မရဘူးပေါ့နော်ဒီမှာ apply ဆိုတော့ပေါ်နေဘာမှလုပ်လို့မရဘူးတွေ့လားဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲလို့ပြောရင်ကျွန်တော်ဒီ merchant trick သူတို့ရဲ့ outlet ပေါ့နော်ဘာဘီလီယံမှာလုပ်လို့ရတယ်ဒီစီတာဝါမှာတော့မရဘူးเนาะဘာဘီလီယံတို့ကိုတာရာယာတို့ဆိုမှာတော့ဒီကတ်တော့လုပ်လို့ရတယ်ဆိုတော့တော့လုပ်မယ်ဆိုရင်ကိုကအဲ့လိုကိုရဲ့အရင်ကအဟောင်းဘန်ကတ်ကိုသူတို့ပေးလိုက်ရတာเนาะကိုကအဲ့ဒါလုပ်ချင်တယ်ဆိုရင်သူတို့3နိုင်လောက်မတည်ဘူးစောင့်ရတယ်ဆိုတော့အဲ့ဒီကတ်ပေးထားလိုက်သူတို့အဲ့ဒီကတ်ပေးမယ်ပြီးရင်ကိုရဲ့ဒီ passport ဆိုရင် passport ပေါ့နော် UN ဆိုရင် UN ပေးထားလိုက်သူတို့ယူထားလိုက်မယ်ပြီးရင်3နိုင်လောက်ကြာရင်သူတို့ပြန်လာအဲ့လိုမျိုးအဲ့ဒါဆိုတော့ရပြီပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီဘာဘီလက်မှာလုပ်ထားတာဟုတ်တယ်ပေါ့နော်ဒါ30ပဲပေးရတယ်ကိုရဲ့ဘန်ကအဟောင်းတော့သူတို့တင်လိုက်တာပေါ့နော်ဒါသူတို့အခုအစ်စ်ပြန်လုပ်ပေးရတာဖြစ်ပါတယ်။ညာကြီး update တာတော့မရှိဘူးပေါ့နော်။ဒါပေမဲ့နောက်တစ်ခုကပြောချင်တာကတချို့တီးတဲ့လူလည်းကောင်းရှိနေတယ်ပေါ့နော်။ကျွန်တော်နောက်ပိုင်းဆိုရင်ကျွန်တော်ဖုန်းထဲမှာကိုကဒီ internet ယူမယ်ဆိုရင်ဖုန်းထဲမှာကိုဝယ်ဆရာမလို့တော့ဘူးနော်။ကိုတချို့တွေမဝယ်တတ်ဘူးပေါ့နော်။တချို့တွေကအရန် internet တွေဝယ်ရခက်တယ်ဆိုရင်ကျွန်တော် merchant trick မှာတစ်ခါတည်းဝယ်လို့ရတာပေါ့နော်။ဆိုတော့အဲ့မှာ merchant trick မှာဒီမှာ reload ဆိုတဲ့နေရာမှာပေါ့နော်တွားမှာကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဆိုတော့အဲ့ဒီ reload ဆိုတဲ့နေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်ရေးပြီးမှဟိုလုပ်လိုက်မယ်ဆိုရင်ပေါ့နော်တော့ကိုကရိုးဖုန်းကထက်မလားဒါမှမဟုတ်ရင်ဒီ internet line ယူမလားဆိုတာပေါ်လာတာပေါ့နော်ဆိုတော့တစ်ချက်သွားမယ်ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ဖြစ်တကယ်ချင်းဖုန်းနံပါတ်ထည့်ပေါ့နော်ကိုက internet line ယူချင်ဆိုယူလို့ရတာပေါ့နော်ကဲကျွန်တော်ရဲ့ဖုန်းနံပါတ်ထည့်လိုက်မယ်0ထည့်ဆရာမလို့တော့ဘောနော်ကျွန်တော် auto +60 ပါတဲ့အတွက်ပေါ့နော်အဲ့ဒါတချို့လေးတည်စေချင်တယ်ဆိုတော့ prepare တို့ data တို့ဆိုတာရှိတယ်နော် prepare ဆိုတာကကျွန်တော်ဒီဖုန်းရိုးထ upload တာပေါ့နော်ကိုယ့်ရဲ့ sim card မတည်အောင်ဆိုတာမျိုး30ထည့်လို့ရတယ်5ကျပ်ထည့်လို့ရတယ်အဲ့မှာ30 35 50 100နဲ့နေရာအထိထည့်လို့ရတယ်ပေါ့နော်ဒါဖုန်းကရိုးထ upload တာ data ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ဒီ internet line ယူတာဖြစ်တယ်နော် internet line ယူတာ internet line ယူတဲ့နေရာမှာကြတော့25ကျပ်တန်ရှိတယ်39 48လားမသိဘူးပေါ့နော်ဒီနားမှာအကုန်ပေါ်တော့ပေါ့နော်40တန်20တန်စသဖြင့်ဟုတ်တယ်အဲ့မှာကိုကအဲ့မှာဝယ်လိုက်ပြီဆိုရင်ပေါ့နော်ကိုကအဲ့မှာဝယ်လိုက်ပြီဆိုရင်တခါတည်းဘယ်လိုပြောမလဲ internet line ရသွားပြီဖုန်းနံပါတ်မှာ internet ယူတာပဲဖြစ်ဖြစ်တငယ်ချင်းအတွက်ယူပေးတာဖြစ်ဖြစ်ဒီနားကတစ်ဆင့်ယူလို့ရတယ်ပေါ့နော်ကဲဒါတော့ merchant trick ရဲ့ update လေးတစ်ခုဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်